တာဓုလေးတစ်လုံးရဲ့တန်ဖိုးဗုဒ္ဓဘာသာဖြစ်ရတဲ့ခမရတို့ပုဂ္ဂိုလ်တွေအတွက်တာဓုလေးတစ်လုံးရဲ့တန်ဖိုးနှလုံးသွင်းမလို့တေသွားပိတ်တာဖြစ်လို့တာဓုမခေါ်နိုင်တဲ့လူတွေကျွတ်ဘူးဗျတာဓုခေါ်နိုင်တဲ့လူမှကျွတ်တယ်ဆိုတာဘယ်လိုလုံးဆိုတာဓုတန်ဖိုးကိုသိတဲ့လူမှတာဓုခေါ်နိုင်တာနော်တချို့ခမရတို့ကြားဦးမှာပဲကန္နာယုဆရာတော်ဘုရားကြီးစာအုပ်တွေတောင်ပါသေးတယ်ဆရာတော်ကြီးတောင်မြို့ဥပိ္ပန္ဒရာဘောလမ်းလျှောက်နေနောက်ကသူ့เจ้าမကြီးကနောက်ကနေလိုက်ပြီးတော့အရှင်ဘုရားအမြဝေပေးအောင်လို့ပြောတယ်တဲ့သူ့เจ้าမသိသွားပြီဟဲ့ဘယ်သူလုံးဆိုပြီးတော့เจ้าမပါဖះဟဲ့ဘာဖြစ်လို့တော့တပြီးတော့မကြွဘူးဒီနားမှာရှိနေတယ်ဘာဖြစ်လို့နေရမကြွရတော့ဟိုတနေ့ကနေအတွက်ရေသက်ချအမြဝေပြီးပြီဟုတ်တယ်တဲ့အဲ့ဒါတပြီးတော့တငယ်ချင်းတွေနဲ့ပါသွားလို့သာဓုခေါ်ဖို့မရှိဘူးတဲ့ရှင်ဘုရားအမြဝေပေးမှဖြစ်မှာတဲ့ဆိုတော့အမြဝေတော့သာဓုခေါ်တယ်ရပြီဖះအရှင်ဘုရားရပြီကျွတ်ပြီအကြောင်းမဲ့တယ်မဟုတ်ဒီလိုဝတ္ထုတွေအများကြီးရှိတယ်ပေတဝတ္ထုတွေမှာအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီသာဓုအကြောင်းကိုသိမှခင်ဗျားတို့သာဓုခေါ်နိုင်တာသဘောပေါက်လားဘယ်လောက်အမြဝေဝေတော့ဒီအိန္ဒိယသေးရထွက်ကုန်မသွားဘူးဘယ်ထွက်မဲ့သူသာဓုခွာကောင်းမှန်းကိုမသိဘူးရှင်းမလားသဘောပေါက်ပြီလား